မင်္ဂလာပါဒီကနေ့တော့ကျွန်တော်ရဲ့ဓမ္မမိတ်ဆွေကိုကျွန်တော်မျှဝေပေးခြင်းတဲ့အကြောင်းအရာတစ်ခုရှိပါတယ်အဲ့ဒါကဘာလဲဆိုတော့ပြီးခဲ့တဲ့ရက်ကကျွန်တော်ဘာသာရေးဆိုင်ရာစာတုဗီဇတွေကိုပြန်ပြီးတော့လေ့လာရင်းနဲ့ကျွန်တော်တို့သာသနာလောကထဲမှာတော်တော်လေးကိုနာမည်ကြီးခဲ့တယ်လို့ကျွန်တော်တို့မြန်မာနိုင်ငံမှာရှိကြတဲ့ဘာသာရေးလေ့လာကြတဲ့လူတော်တော်များများလည်းမစိမ့်တဲ့နာမည်တစ်ခုရှိပါတယ်အဲ့ဒါကဘာလို့လဲဆိုရင်တော့တိရိမာပြည့်တစားမှာဖြစ်ပါတယ်ဒီတိရိမာပြည့်တစားမှာဆိုတာအမတန်မှချုံမောလှပတယ်လို့အမတန်မှလည်းကြည့်ရှုခြင်းစပွဲတနည်းအားဖြင့်ပြောရမယ်သူခေတ်စကားနဲ့ပြောရမယ်ဆိုရင်တော့သူနဲ့ဒီလိမ္မဲဆိုင်ရာဆက်ဆံခြင်းတဲ့သူတွေလိမ္မဲဆိုင်ရာပျော်မြူးခြင်းတဲ့သူတွေလည်းပေါ်လို့နဲ့အမျိုးသမီးတစ်ယောက်ဖြစ်ပါတယ်တကိတခါတော့ကတော့ဒါအဲ့ဒီဘက်ခါကတော့ပြည့်တစားမှာလို့ကျွန်တော်တို့ခေါ်သုံးလုံးကြတယ်ပေါ့ဗျာထားပါတော့ဒီတော့ဒီပြည့်တစားမရဲ့အကြောင်းကိုကျွန်တော်လေ့လာရင်းနဲ့ဘာသွားတွေ့ရလဲဆိုတော့ယဟန်တစ်ပါးကိုသွားတွေ့ရပါတယ်အဲ့ဒီယဟန်ကကြတော့သာသနာတော်မှာအရန်ကြီးထင်ထင်ရှားမဟုတ်ဘဲနဲ့မထင်မရှားယဟန်တစ်ပါးဖြစ်ခဲ့တာပါဒါကျွန်တော်တို့ဒါတိရိမာရဲ့အကြောင်းကိုပဲဥတီပြောလိုက်မယ်ဗျာတိရိမာရဲ့အကြောင်းကိုပြောမယ်ဆိုမဖြစ်မနေသူနဲ့ဆက်ဆက်နေတဲ့ကိစ္စလေးတစ်ခုလည်းရှိရဗျာအဲ့ဒါကဘာလဲဆိုတော့သူ့ရဲ့အကူလို့ပြောလို့ရတဲ့ပုဂ္ဂိုလ်ပါသူရဲ့ကိုလို့ပြောလို့ရတဲ့ပုဂ္ဂိုလ်ဟာဘယ်သူလဲဆိုရင်တော့ကျွန်တော်တို့ရဲ့သာသနာတော်မှာပဲတက်ပြီးတော့နာမည်ကြီးခဲ့ဘူးတဲ့ဇီဝကဆေးဆရာကြီးပါဒီဆေးဆရာကြီးဇီဝကဆိုရင်ကျွန်တော်တို့ရဲ့သာသနာတော်မှာဒီကနေ့ခေတ်မှာရှိကြတဲ့ဘာသာရေးဆိုင်ရာလိလာနေကြတဲ့လူတွေတောင်ဒါလူငယ်တွေတောင်မှသိကြတဲ့နာမည်တစ်ခုပါဒီတော့ဆေးဆရာကြီးဇီဝကဆိုတာဟာဒီတိရိမာဆိုရဲဒီပြည့်တစားမနဲ့ဆွေမျိုးအပြင်ဆက်မယ်ဆိုရင်အကိုတော်တွေလို့တောင်ပြောလို့ရတယ်။ဘာကြောင့်လဲဆိုတော့သူတို့ရဲ့အမေဟာတာလာဝရီပြည့်တစားမကြီးပါ။ဒါတော့ပထမဆုံးအနေနဲ့ဒီတာလာဝရီပြည့်တစားမကြီးဟာတားလေးတယောက်မွေးတယ်ပေါ့ဗျာ။တားလေးတယောက်မွေးတဲ့အခါမှာဒီအဲ့ကလေးကဘာလို့လဲဆိုရင်တော့အခုဇီဝကဖြစ်လာမယ်ဆေးဆရာကြီးဇီဝကဖြစ်လာမယ်ပုံကိုပေါ့။ဒီတော့မွေးလာတဲ့ကလေးကတားယောက်ျားလေးဖြစ်နေတဲ့အတွက်ကြောင့်သူ့ရဲ့လုပ်ငန်းနဲ့မသက်ဆိုင်ဘူးဆိုပြီးတော့ဒါဘရင်ဥယျာဉ်မှာလားမသိဘူးသွားပြီးတော့ဆုံးပြစ်လိုက်တယ်ပေါ့။ဆုံးပြလိုက်တဲ့အခါမှာတော့ဗိမိသာရမင်းကြီးရဲ့သားဖြစ်တဲ့ဒီအမယမင်းသားကဒီကလေးကိုကောက်ယူမွေးစားလိုက်တယ်မွေးစားလိုက်တဲ့အခါမှာတော့နောက်ဆုံးမှာဒီသာသနာတော်မှာအမတန်မှထင်ရှားရဲ့မြတ်စွာဘုရားရှင်ကိုယ်တော်မှစေတီပါတွေကုပေးခဲ့ရတဲ့ဇီဝကဆရာကြီးဆိုတာဖြစ်လာတယ်ဆေးဆရာကြီးဇီဝကဖြစ်လာတယ်ပေါ့အဲ့တော့ဘိုင်းမှာတော့ဒါနောက်ထပ်တစ်ယောက်ဖြစ်တဲ့ဒီတိရိမာကူဒီတာလာဝရီပြည်စမကြီးကမွေးတယ်ဗျာမွေးတဲ့အခါမှာတော့ဒီကလေးမလေးကတော့ငါရဲ့လုပ်ငန်းနဲ့သက်ဆိုင်နေဆိုပြီးတော့ဒီတိရိမာကူတော့တာလာဝရီရဲ့ဆွတ်မပြစ်ဖဲနဲ့သူနားမှာပဲမွေးထားတယ်ပေါ့မွေးထားပြီးတော့ဒါကျွန်တော်တို့နည်းနည်းလေးခြုံလိုက်ရရင်ဒီမှာတယောက်အရွယ်ရောက်လာတဲ့အခါမှာတော့သူ့ရဲ့လုပ်ငန်းကိုပဲဆက်ပြီးတော့အပွေခံရပါတယ်အပွေခံရတော့တိတိမှာလည်းပြည့်တစားဖြစ်သွားတယ်ပေါ့ဟိုတော့ကပြည့်တစားဆိုတာခါတော့ဒီကနေ့ခေတ်နဲ့တော့မတူတာတော့အတီချာပဲဗျာဒါကလည်းကျွန်တော်လေ့လာရင်းနေမှာတွေ့တာပါဟိုဘက်အခါကပြည့်တစားတွေဆိုတာအမတန်မှတန်ဖိုးကြီးလွန်းတဲ့အမျိုးသမီးတွေပါရှင်းတော့ပညာရှိတွေဘယ်လိုတောင်ပြောလဲဆိုရင်ပြည့်တန်စားလို့တောင်ပြောပါတယ်တိုင်းပြည်တပီးရဲ့တန်စားလို့တောင်ပြောပါတယ်ဘာကြောင့်လဲဆိုတော့အချက်လက်တော်တော်များများသူတို့စီမှာရှိတယ်ဒီတိုင်းပြည်ကဘယင်းနေတော့မသိနိုင်တဲ့ຢာတွေဒီတိုင်းပြည်မှာရှိကြတဲ့စစ်သူကြီးတွေဒီစုံတောက်ပေါ်ဗျဒီကနေ့ကလေးပြောမယ်ဆိုလို့ရှိရင်စုံတောက်လို့ပုံကိုကြီးတော့မသိနိုင်တဲ့အချက်လက်မျိုးတွေဟာဒီပြည့်တဲ့စာတွေမှာရှိတယ်ဘာကြောင့်လဲဆိုတော့သူတို့ဟာတကယ်နိုင်ငံတနိုင်ငံရဲ့ထိပ်သီးပိုင်းခေါင်းကြီးပိုင်းပုံကိုတွေကပဲသူတို့ကိုဒါပြီးဝဲသုံးဆောင်ကြတာဆိုတော့သူတို့မှာကအများကြီးချက်လက်တွေရှိတယ်ဒါကတော့ကျွန်တော်တို့ဒီကနေ့ခေတ်ပြည်တန်စာတွေနဲ့ဟိုဘက်ခေတ်ကပြည်တန်စာတွေနဲ့ကွာခြားချက်လေးကိုပြုတ်ပြတာပါဟိုဘက်ခေတ်ကကျတော့ဒီပြည်တန်စာဖြစ်တဲ့ဒီတိရိမာကိုမိဝဲဖို့ဆိုရင်အတပြားတစ်ထောင်ကိုကြိုပေးရတာပါကျွတ်တင်စရန်ချရတာပါကျွတ်တင်ဘိုကင်လုပ်ရတာပါအဲ့ဒီလိုမှမဟုတ်ဘဲနဲ့ငါဘာပတ်စံရှိတာပဲအခုသွားမယ်ငါကဘယင်မဲဆိုပြီးတော့သွားလုပ်လို့မရပါဘူးဘာကြောင့်လဲဆိုတော့သူတို့ရဲ့စီကန်းရှိပါတယ်နော်သူတို့ရဲ့စီကန်းရှိတယ်အမိတ်ဆွေကဒီတိရိမာနဲ့အလေးပိုင်းဆိုင်ရာပျော်မြူးခြင်းနဲ့ဆိုလို့ရှိရင်အတပြတ်တစ်ထောင်ကိုကျိုးပြီးတော့လာပြီးသူ့ကိုပေးထားရတယ်။ပေးထားပြီးတော့မှဒါဗနေရက်နေဗနေရက်ချိန်ဒါဘယ်ချိန်ညရင်လာခဲ့ဆိုမှအဲ့ချိန်မှာမိတ်ဆွေကသွားရတာ။စဉ်းစားကြည့်တော့ဒီလောက်ထိတောင်မှသူတို့တွေကလည်းအရာပေါက်တယ်ဆိုတာကိုပြောချင်တာပါ။ပြီးတော့တိတိမာဆိုတာကလည်းအမတန်မှချောတယ်ဗျ။တိတိမာကိုမြင်လိုက်ရပြီတိတိမာရဲ့ရေတံလေးကိုကြားလိုက်ရပြီဆိုရင်အဲ့ဒီဘက်ခါကယောက်ျားတွေဟာအယူအမှုဖြစ်နေရပေါ့အကုန်လုံးကဒီတန်လေးဒီရုပ်ရည်လေးကိုမြင်လိုက်ရပြီဆိုတာနဲ့ယူမှုဟာအလီမဲဆိုင်ရာရဖြစ်ဖြစ်တခြားကိစ္စရာဖြစ်ဖြစ်အကုန်လုံးကိုဒုတို့နေဖြစ်လာရောအဲ့ဒီလောက်ထိတောင်မှချုံမလှပတာပါထားပါတော့ဗျာဒါကတော့တိတိမာရဲ့ဒီရုပ်ပိုင်းဆိုင်ရာအရာဒါသူ့ရဲ့ role တစ်ခုကိုကျွန်တော်ပြောပြတာဒီလိုနဲ့နောက်တစ်ဖက်ရှိသေးတယ်အဲ့ဒါကဘာလဲဆိုတော့တိတိမာဟာ
ဘာသာကြီးလည်းမတမ်းမှလောက်ပါတယ်ပြည်တယ်စာဆိုပြီးတော့ဘာသာကြီးနဲ့ကင်းကွာနေလွန်းတယ်လို့တော့မထင်ပါနဲ့နော်သူကဘာသာကြီးလည်းမတမ်းမှလောက်တယ်ဘာသာကြီးဘယ်လောက်တော့လုပ်လဲဆိုရင်တရက်ကိုသူလောင်းနေတာတန်ခါ10ပါးလောက်ကိုအဲ့ရာဇီယိုပြည်မှာရာဇီယိုမြို့မှာသူကဆွန်းလောင်းပါတယ်ဆွန်းလောင်းတဲ့အခါကျတော့သူ့ရှိကိုကြွလာကြတယ်ရဟန်းတန်ခါကြီးဆိုတာကလည်းရဟန်းသားတွေလည်းပါမယ်အဲ့တော့ဗန်ဒီလည်းပါမယ်တခါတည်းကလည်းပါမယ်အဲ့လိုမှမဟုတ်ပုရုษရဟန်းတွေလည်းပါမယ်ဒီတော့တန်ခါအစုံမို့ပြအလှည့်ကြကြွရတာဟုတ်တရက်ကို10ပါးဒါတိကြီးမအရင်ကိုဆုံးပြအမြဲတမ်းကြွရတယ်ဒီတော့သူ့ရဲ့လောင်းလူပုံကိုလည်းပြောပြအောင်မယ်သူဟာတန်ခါတစ်ပါးကိုဆွန်းလောင်းပြီဆိုရင်တပါးစာနဲ့လောင်းတာမဟုတ်ဘူးတန်ခါတစ်ပါးကိုလောင်းပြီဆိုအဲ့ဒီတပါးစာမဟုတ်ဘဲနဲ့3ပါးစာလောက်ကိုသူကလောင်းတာဒီတော့ဒီတန်ခါတစ်ပါးကိုအမိပြုပြီးတော့တန်ခါ3ပါးလောက်ကဆုံးဖုံးပေးလို့ရတယ်ဒီတော့10ပါးဆိုတော့မိတ်ဆွေတို့ပဲတွက်ကြည့်တော့အဲ့သူကဘလောက်တောင်မှဒီဆုံးကုန်းလူတဲ့တရားတရားကောင်းနေဆိုတာကိုလည်းဒီချက်ကိုကြည့်ရင်သိနိုင်တယ်ဒီလိုနဲ့တနေ့မှာတော့ဒီဒါဇိုမျိုးကနေကြွလာတဲ့ယဟန်တစ်ပါးကိုတခြားယဟန်တစ်ပါးကမေးတယ်ဗျအဲ့ဒါကဘယ်လိုမေးလဲဆိုတော့အရှင်ဘုရားတို့မျိုးမှာဒီစွန့်ကုန်းနေရောပြည့်စုံပါရဲ့လားဖေရလို့မေးတော့အဲ့ဒီယဟန်ကဘာပြန်ပြောလဲဆိုတော့ပြည့်စုံတာမို့ကိုလိုရေတပည့်တော်တို့မျိုးမှာဒီလိုရှိတယ်ဒီတဲ့ခါမှာဒီတိတိမာဆိုတဲ့အမျိုးသမီးဆိုလို့ရှိရင်တရက်ကိုတန်ခါ10ပါးလောက်ကိုနေ့စဉ်အာစိန်နဲ့ကန်ဆုံးလောင်းနေတာသူလောင်းတဲ့တပါးစာဆိုတာကလည်း3ပါးလောက်ထိကိုမိဝဲ3ဆောင်လို့ရတယ်ဒီတော့ဘယ်မပြည့်စုံမရှိပါမလဲဒါအပြင်တပည့်တော်ရဲ့ကိုယ်ပိုင်အမြင်ရပြောရမယ်ဆိုရင်တော့ဒီဆုံးကုန်းနေအလှခံရတာတဲ့စာရင်တိတိမာကိုမြင်ရတာကတော့မှပို့ပြီးတော့အရသာရှိသေးတယ်ဆိုပြီးတော့ဒါပုရုဇဉ်ရဟန်းချင်းတွေ့ကြတဲ့အခါမှာဒီလိုတွေပြောကြတယ်ပေါ့ဗျာဒါလိုချင်တာကတော့ဒီဆုံးနေကုန်းနေအလှခံရတာဘာဟုတ်မှလဲကွာတိတိမာဒီချက်အများကြီးချောတာပေါ့သူ့ကိုမြင်ရတာကပို့ပြီးတော့အကြည့်တက်ရတာပေါ့ဆိုတဲ့ပုံစံမျိုးကိုသူကပြောချင်တာဒီတော့တစ်ဖက်ကရဟန်းကလည်းစိတ်ဝင်စားသွားတယ်။အိုးဟုတ်လား။ဒီမှာဆိုတော့အဲ့ဒီလောက်တောင်ပဲလားဆိုပြီးတော့သူကစိတ်ဝင်စားသွားတယ်။စိတ်ဝင်စားသွားပြီးတော့အဲ့ဒီရဟန်းလေးကရာဇဂျူပြည်မှာလာပြီးတော့နေပြီးတော့တနေ့မှာတော့ဒါအလှည့်ကျဆုံးခံကြွားရင်းနေတာသူ့အလှည့်ရောက်လာတယ်ပေါ့ဗျာ။သူလည်းအဲ့ဒီ10ပါးထဲမှာသူပါလာတယ်ပေါ့။ပါလာတဲ့အခါမှာတော့တိုက်တဲ့စင်သူကလည်းအဲ့ဒီမှာလုံးဝကြနနာပြင်ဆင်ပြီးတော့ဒီမှာကသူကမြင်ကျင်တာကိုမြင်ကျင်လို့တော့အာရပါရသူဒါဝမ်းသာအားရနဲ့ဆုံးခံကြွားသွားတယ်ပေါ့။အဲ့လိုကြွားသွားတဲ့နေ့မှာပဲကံကကောင်းကျင်လားဆိုးကျင်လားတော့မသိဘူးဒီဒီမာကလည်းကျမ်းမာရေးအပြင်းထန်ဖြစ်နေတယ်ဗျဆက်တဲ့အခါမှာဒီဒီမာကလုံးဝဒီအခါတိုင်းနေ့လေးလိုမျိုးသာတန်ဃာတွေကိုသူကိုယ်တိုင်ကိုကြလာပြီးဆုံးလောင်းတာမျိုးသူမလုပ်နိုင်ဘူးမလုပ်နိုင်တော့သူကဒီအိစက်ရတလုံးပေါ်မှာပဲလှဲနေတာပေါ့သူရဲ့ဒါလောက်ငယ်သားတွေကတန်ဃာတွေကိုဆုံးလောင်းတော့သူကတော့ဘောကနေပဲကြည်နေရပေါ့ဒီတော့ရဟန်းကလည်းဒီမှာဗမာလဲဘာညာလိုက်ကြည့်ရင်းနဲ့တလုံးပေါ်မှာလှဲနေတာဒီဒီမာပဲဖြစ်ရမယ်ဆိုပြီးသူစိတ်ထဲတွေးသွားပြီပြီးတော့မှဒါအကြောင်းကြီးကိုလိုက်စုံစမ်းလိုက်တော့ဒီဒီမာကဒေချာပေါက်ဖျားနာနေတာဒါကြောင့်မလို့ဒါဆုံးမလောင်းနိုင်ဘူးဆိုတော့သူသိသွားတယ်ပြီးတော့ဒါတန်ခါ10ပါးဆုံးခံကြွားပြီးတဲ့အခါမှာကျောင်းကိုပြန်ရောက်ပြီပေါ့ဗျာကျောင်းကိုပြန်ရောက်တဲ့အခါမှာတော့အဲ့ဒီယဟန်လေးကတော့ပြဿနာစတက်ပြီဘလို့တက်တာလဲဆိုတော့သူကဆုံးလည်းမစားနိုင်တော့ဒီဒီမာကိုသူမြင်လိုက်ရတယ်ကွာအကုန်သူ့စိတ်ထဲမှာပြောင်းဆန်နေပြီတတိပြောရင်ပရိုဒီယဟန်ဖြစ်တဲ့အတွက်ကြောင့်ဒီဒီမာရဲ့ပုံမှာသူမယုံမသားတွေတွေးတောမိနေပြီသူဘလို့တွေးတောလဲဆိုတော့အခုလိုမျိုးနေထိုင်မှာကောင်းဖြစ်နေတဲ့အချိန်မှာတော့ဒီတီးမှာဆိုတဲ့အမျိုးသမီးဒီလောက်လှတယ်နေထိုင်ကောင်းနေတဲ့အချိန်တန်မြန်လှပစိန်မြန်းထားတဲ့အချိန်တုန်းကဆိုရင်ဘလောက်တောင်လှမလဲမသိဘူးဆိုတဲ့အတွေးမျိုးသူကတွေးပြီးတော့တင်ငန်းကြီးကောင်းမှုချုံပြီးတော့ဂရင်းပေါ်မှာကျင်းနေရပေါ့ဗျာသူစိတ်ထဲမှာတော့အတွေးတွေမျိုးစုံပေါ့ဆုံးခံလာတဲ့ဆုံးနေလဲသူမစားနိုင်အဲ့တိုင်းကြီးပြစ်ထားတာဒီလိုလည်းသိမကြပါဘူးတီးမှာအဲ့ဒီနေ့မှာပဲကောက်ခါကင်းကဆုံးမသွားပါတယ်ဆုံးမသွားပြီးတော့တီးမှာနတ်ပြည်မှာနတ်သမီးသွားဖြစ်နေတယ်ပေါ့ဒီလိုဒါဒီမှာတည်သွားတဲ့အကြောင်းကိုမိသားမင်းကြီးကမြတ်စွာဘုရားရှင်ကိုသွားပြီးတော့ရှောက်တယ်မြတ်စွာဘုရားတပည့်တော်တို့မြို့မှာရှိတဲ့ဒီမျိုးသမီးဟာဒါဒီပြည့်တဲ့စာမဟာတည်ဆုံးသွားပါပြီဒီလိုမျိုးရှောက်လိုက်တဲ့အခါကျမြတ်စွာဘုရားကလည်းလိုက်တွေးကြည့်လိုက်တဲ့အခါမှာဘာသွားထင်လဲဆိုတော့မြတ်စွာဘုရားရှင်ရဲ့ရွှေဉာဏ်တော်မှာဘာထင်လဲဆိုတော့ဒီမှာဆိုတဲ့ဒီပြည့်တဲ့စာအမျိုးသမီးကိုအမိပြုတ်ပြီးတော့ပုဂ္ဂိုလ်အများကြီးတတ္တဝါအများကြီးကတရားရကြမှာကိုသူမြင်ပါတယ်မြင်တဲ့အတွက်ကြောင့်မြတ်စွာဘုရားကဘာလုပ်လဲဆိုတော့ဟုတ်ပြီမင်းကြီးဒါကတော့မင်းကြီးဒါဆိုရင်တော့ဒီအလောင်းကိုမပုတ်မသွအောင်လည်းမထားနဲ့ချက်ချင်းလည်းမီးမရှို့နဲ့တော့တုတ်တန်ကိုတည်သွားပြီးတော့ဒီလရတို့ငှက်တို့ဒါတခြားသောတိရစ္ဆာန်တွေစားတာမျိုးကိုလည်းမဖြစ်အောင်စောင့်ရှောက်ထားအဲ့လိုမျိုးစောင့်ရှောက်ထားပြီးတော့3ရက်ကျော်4ရက်မြောက်နေ့ရောက်ရင်ငါဘုရားကြွလာတော်မူမယ်ဆိုပြီးတော့ဗိမိသရာမင်းကြီးကိုပြောလိုက်တယ်ဒီတော့ဗိမိသရာမင်းကြီးဆိုတာကလည်းမြတ်စွာဘုရားအကြောင်းမဲ့ဘယ်လိုကိစ္စကိုမှမင်းရိုးထုံးစံမရှိဘူးဆိုတာကိုကောင်းကောင်းသိတယ်ဒီသာသနာဒါယကာကြီးတွေဆိုတော့မြတ်စွာဘုရားမိန့်တော်မူတဲ့အတိုင်းဒီမာရဲ့အလောင်းကိုဒါမျိုးပြင်ကိုထုတ်တာတုတ်တန်မှာဒီတခြားသောတိရစ္ဆာန်တွေဘာတွေကိုမစားအောင်စောင့်ရှောက်ပြီးတော့ထားနေပေါ့ဗျာဒီလိုနဲ့ဒါလေးအမြောက်နေ့ကိုရောက်တဲ့အခါမှာတော့မြတ်စွာဘုရားရှင်ဟာဒီမာရဲ့ယုတ်ကလကိုသွားကြည့်မယ်အတွက်ကြောင့်
သူ့ရဲ့နောက်ပါတန်ဃာတော်တွေလည်းလိုက်ရမယ်ဆိုပြီးတော့မိန့်ကြားတယ်။ဘာကြောင့်မိန့်ကြားတာလဲဆိုတော့ဒီဟန်လေးဖြစ်နေတဲ့ကိစ္စကိုလည်းမြတ်စွာဘုရားရဲ့ရွှေဉဏ်တော်မှာထင်းနေ။ယဟန်လေးကတော့မသိဘူး။တီတိမာတည်ဆုံးသွားပြီပုတ်ပွားနေပြီဆိုတာ तू မသိဘူး။ तू သိတာကဘာလဲဆိုတော့တီတိမာရဲ့အလှတွေမှာပြီးခဲ့တဲ့3-4ရက်က तू မြင်လိုက်တဲ့အလှတွေမှာပဲ तू ကနေမျောနေတော့။ပြီးတော့ဘိနာကယဟန်လေးကလည်းပြောတာပေါ့ကိုတော့ထားမြတ်စွာဘုရားရှင်ကတီတိမာကိုတွားကြည့်တော်မယ်လို့ပြောတယ်။ဒီတော့ရှင်ဘုရားမလိုက်ဘူးလားဘာညာပြောတော့ယဟန်လေးကချက်ချင်းတီတိမာဆိုတဲ့အတန်ကြားတာနဲ့ तू ခေါင်းထောင်လာပြီ။ခေါင်းထောင်လာပြီ तू ကပျော်သွားပြီလေ။ဒီတော့ဘာလို့လဲဆိုတော့ဟို3-4ရက်က तू မစားနိုင်မတော့နိုင်ဖြစ်နေတဲ့ဒီတပိတ်ထဲမှာပုတ်ပွားနေတဲ့ဆုံးတွေကိုလည်း तू ချက်ချင်းလှည့်ရီဒီပါလေးစေးပြီးတော့အတင်းတင်ငန်းယုံဒါတန်ဃာကြီးကြားလေးကနေ तू လိုက်သွားတယ်ပေါ့။လိုက်သွားတဲ့အခါမှာတော့ဘယ်နေရာကိုလဲဆိုတော့တုတ်တန်ကိုဖြစ်နေတယ်။တုတ်တန်ကိုရောက်တဲ့အခါမှာတော့တီးမာယုံလောင်းကြီးကိုမြင်ရပြီ။နော်ကျွန်တော်တို့မြင်ရပြီ။မြင်ရတဲ့အခါမှာတော့မြတ်စွာဘုရားရှင်ကဗိမိတရာမင်းကြီးကိုရင်ဆုံးမေးတယ်။မင်းကြီးဒီယုတ်ကလကြီးဟာဘယ်သူလဲဒီယုံလောင်းကြီးဟာဘယ်သူလဲမေးတော့ဗိမိတရာမင်းကြီးကလည်းဒါဟာအပြည့်တစားမတီတီမှာဖြစ်ပါရဲ့ဆိုတဲ့အကြောင်းကိုမြတ်စွာဘုရားရှင်ကိုပြန်လျှောက်တယ်။ဒီကမှာမြတ်စွာဘုရားရှင်ကလည်း3 ချိန် 3 ခါမေးတယ်။3 ချိန် 3 ခါမေးတယ်ဆိုတာဟာပြိတ္တအများကြီးကဒါတီတီမှာဖြစ်တယ်ဆိုတာကိုပို့ပြီးတော့စိတ်ထဲမှာအတွေးတစ်ခုရစေခြင်းလို့ပို့ပြီးသိချစေခြင်းလို့မြတ်စွာဘုရားရှင်ကမေးတာ။အဲ့လိုမေးတဲ့အခါမှာဗိမိတရာမင်းကြီးကလည်း3 ချိန် 3 ခါဖြေ။တကယ်တော့ဒီတရားပွဲထဲမှာဒါတီတီမှာအနေနဲ့တည်သွားခဲ့တဲ့ဒီဝိညာဉ်ကောင်ကြီးကနတ်ပြည်မှာနတ်သမီးသွားဖြစ်နေဒီမှာကြံခဲ့တာသူ့ရဲ့ရုပ်ကလပ်ကြီးပဲရှိတော့အဲ့နတ်သမီးကိုယ်တိုင်ကလည်းဒီတရားပွဲကိုလာတယ်။သောသောကယန္တိကလည်းဒီတရားပွဲထဲမှာရှိတယ်။တခြားသောပရိသတ်တွေကလည်းအများကြီးရှိတယ်။ဘာကြောင့်လဲဆိုတော့မြတ်စွာဘုရားရှင်ကတီတိမာရဲ့အလောင်းကိုလာကြည့်မယ်ဆိုတော့တိုင်းသူပြည်သားတွေကလည်းစိတ်ဝင်စားကြတာပေါ့။ဘာကြောင့်များလဲဆိုတော့ဒီလိုနဲ့ဗျာအဲ့လိုမျိုးမေးဖြေတွေလုပ်ပြီးသွားတဲ့အခါမှာတော့မြတ်စွာဘုရားရှင်ကဒီတီတိမာရဲ့ရုပ်အလောင်းကိုဒီတိုင်းသူပြည်သားတွေအားလုံးကြားအောင်ဘင်းကြီးကိုစီထုပြီးတော့စီလေစီပြီးတော့ပေါ့ဗျာစီဒီပါကြီးထုပြီးတော့တီတိမာရဲ့ရုပ်လောင်းကိုတပြား1000နဲ့ရောင်းမယ်တပြား1000နဲ့ရောင်းမယ်ဆိုပြီးတော့ဒါလိုက်ပြီးတော့ကြီးညာခိုင်းတယ်။ပြီးတော့ဘသူမှမော်ရတော့လုံခဲ့တဲ့ရက်ပေါင်းများစွာတော့ကတော့တီတိမာကိုတပြား1000ပေးပြီးတော့လူတိုင်းမှာမောခဲ့ကြပြီမယ်။အခုလိုမျိုးတည်ဆုံးသွားပြီလုံးဝပုတ်ပွားပြီးတော့အလောင်းကလည်းရစရာမရှိတော့ဗျာ3-4ရက်ဆိုတော့ညိုမဲပုတ်ပွားပြီးတော့အကောင်တွေကလည်းတက်နေရုပ်ပြက်စင်းပြက်ကြီးဖြစ်နေပြီ။ဒီတော့ကြောင့်မြတ်စွာဘုရားရှင်ကသူ့ကိုရှေ့မှာလှုပ်ခဲ့တယ်လို့မျိုးပဲဒါတပြား1000နဲ့လိုက်ပြီးတော့ရောင်းနေဒီတော့ဘယ်သူမှမဝယ်နောက်ပိုင်းဈေးလျှော့ရောင်းနေ900ကနေ300 400 200နောက်ဆုံးအတပြား5ချက်10အစရှိတဲ့ပြင်နောက်ဆုံးတမှုတက်မှတ်အထိကိုရောင်းနေဗျာဘယ်လောက်ဒီတော့ဆိုးရလဲဆိုဒီယုံလောင်းကြီးကိုအလကားပေးတာကဲဒီယုံလောင်းကြီးကိုပတ်စံပေးစရာမလိုတော့ဘူးလိုချင်တဲ့လူယူလို့ရပြီဆိုပြီးအလကားပေးတော့လေဘယ်သူကမှမယူပါဘူးအဲ့ဒီခါမှာတော့မြတ်စွာဘုရားရှင်ဟာတရားစာပြီးတော့ဟောတယ်ပေါ့ဗျာဒီလောင်းကြီးကိုအမိပြုတ်ပြီးတော့ကျွန်တော်တို့ရဲ့ဒီလူခန္ဓာကိုယ်ကြီးတွေဆိုတာဟာဒီ32ခုဓာတ်ရှိကြတဲ့ဒီအပုပ်အပွားတွေနဲ့ဖွဲ့စည်းထားတဲ့ဒီခန္ဓာကိုယ်ကြီးဆိုတာဘလောက်ထိတောင်မှမမောစရာမကောင်းဘူးဘလောက်တောင်မှယွန်ရှာစရာကောင်းနေဆိုတဲ့ကိစ္စတွေကိုမြတ်စွာဘုရားကတရားဟောတယ်ဒီလိုနဲ့ဒါမြတ်စွာဘုရားရှင်တရားဟောပြီးတဲ့ဆုံးတဲ့အခါမှာတော့ဒီလူပြည်မှာရှိနေသေးတဲ့ဒီတိတိမာကိုမှဆွဲလန်းနေတဲ့ယဟန်လေးကကြတော့ဒါသရပရိမတ်သရပရိဖို့ကိုရှားသွားတယ်ပေါ့ဗျာတခြားသောပုဂ္ဂိုလ်တွေလည်းဒါသူတို့နဲ့သက်ဆိုင်ရာသူတို့ပါရမီအမှုရင်းနေနဲ့ပတ်သက်ပြီးတော့အားလုံးဒါကုသိုလ်ကောင်းမှုတွေအလျောက်ပေါ့ဗျာဒီမတ်ပေါက်ဖို့ဝင်နေဖြစ်သွားကြတယ်ပေါ့ဒါဇလန်ကတော့ကျွန်တော်တို့ဒီလောက်လေးပဲကျွန်တော်ဒါစဉ်းစားမိတာလေးပြောတာပါအဲ့ဒါကဘာလဲဆိုတော့ဒီကနေ့ခေတ်ကြီးမှာအလှပရေးရနဲ့ပတ်သက်တဲ့ကိစ္စတွေကအများကြီးထုံကားကြတယ်လေကျွန်တော်တို့လည်းဒါလူငယ်တွေပဲဒီຢာတွေပုံမှာမြင်ရတွေ့ရတာပဲဒီဗီဒီယိုကိုကြည့်နေကြတဲ့ထဲမှာလည်းကျွန်တော်တို့ဒါလူငယ်တွေလည်းပါမယ်ကျွန်တော်ထက်ငယ်ကြတဲ့ညီငယ်ညီမငယ်လေးတွေလည်းပါမယ်အလှပရေးရနဲ့ပတ်သက်ပြီးတော့ပေါ့ဗျာကျွန်တော်တို့ဘယ်လောက်ကြီးလှမှာလဲနော်ကျွန်တော်တို့လှတယ်ဆိုတာဟာပြင်ကြစင်ကြလို့လှတာလေကျွန်တော်လှတယ်ဆိုတာပြင်ကြစင်ကြလို့ဆိုပေမဲ့ကျွန်တော်ကတော့ဘာမှမပြင်ဘူးပေါ့နော်ဒါကြောင့်ညဝင်တာမဟုတ်ပါဘူးဒါတော့ဒီကနေ့ခေတ်ကြီးဆိုတာဟာအလှပနဲ့ပတ်သက်လို့ရအများကြီးပြင်ကြစင်ကြတယ်ဗျာပြင်ကြစင်ကြပေမဲ့တကယ်လှလားဆိုရင်တော့ဒီဒီမှတော့မလှဘူးလို့ကျွန်တော်ထင်တာပဲဘာလို့လဲဆိုတော့ဒီဒီမှနဲ့မိဝဲဖို့ဆိုတာအနောက်မှာတန်းစီပြီးတော့အတပြား1000ပေးပြီးတော့စောင့်နေကြတာပါအဲ့ဒီဘက်ခေတ်ကအတပြား1000ပါနောက်ခဲ့တဲ့နှစ်ပေါင်း2500ကျော်အတပြား1000ပါဒီကနေ့ခေတ်ဆိုရင်တော့ဘယ်လောက်တောင်ဖြစ်နေမလဲဒီလိုဆိုလို့ချင်တာကဒီကနေ့ခေတ်ကြီးမှာဘယ်လောက်ကြီးပဲလှဘယ်လောက်ကြီးပဲချောဒီဒီမှတော့မလှပါဘူးဒါကြောင့်မို့လို့အရန်ကြီးတော့ဘဝင်နေမြင့်ပြီးတော့အရန်ကြီးမာနတွေမထောင်လွှားကြပါနဲ့ဒီကနေ့တည်သွားရင်ဒီရုပ်လက်ကြီးကိုဘယ်သူကမှမမောနဲ့ဆွဲထားမှာမဟုတ်ပါဘူးဘယ်သူကမှဒီလောက်ကြီးတော့လှခဲ့တာပဲဆိုပြီးတော့တရုတ်တရနဲ့ပွေဖက်ထားမှာမဟုတ်ပါဘူးသင်နေတော့နိုင်ဝက်ပေါ့ဗျာအလွန်ဆုံးတက်နိုင်ပေါ့အဲ့ဒီနောက်ပိုင်းမှာတော့ဒီအလောင်းကောင်ကြီးကိုဘယ်သူကမှမမောနဲ့ပွေဖက်ပြီးတော့ဒီအလောင်းကြီးကိုဘယ်သူမှမပေးနိုင်ဘူးငါပဲပိုင်ဆိုင်ခြင်းပါတယ်ဆိုရလို့ဖြစ်မလာပါဘူးဘလူးမှလည်းမရှိနိုင်ပါဘူး
ဟုတ်ပါပြီဒီတော့ဒါကျွန်တော်ဒီကနေ့ကနေစပြီးတော့အခုလိုမျိုးဘာသာရေးနဲ့ပတ်သက်တဲ့ story ဒီကားရဲ့အထာဂရာကြီးထဲမှာရှိတဲ့အခုလိုမျိုးဇာတ်ကြောင်းလေးတွေကိုကျွန်တော်နေ့စဉ်နဲ့အမျှကျွန်တော်ရဲ့ဒီ channel လေးမှာပြန်ပြီးမျှဝေပေးပါမယ်အဓိကမျှဝေပေးရတဲ့ရည်ရွယ်ချက်ကတော့ကျွန်တော်တို့လူငယ်တွေပဲဖြစ်ဖြစ်ကျွန်တော်တို့အသက်ကြီးကြတဲ့လူပညာရှိရန်ပညာရှိတွေပဲဖြစ်ဖြစ်ဘဝမှာဒါကျွန်တော်ရဲ့ဗီဒီယိုလေးကိုကြည့်လိုက်ရပြီးတော့အတွေးလေးတစ်ခုယာသွားတယ်ဆိုရင်ပဲကျွန်တော်မျှဝေရကြိုးနှက်ပါပြီပြီးတော့ဒီဗီဒီယိုလေးနဲ့ပတ်သက်ပြီးတော့မိတ်ဆွေရဲ့တင်ပြယူဆချက်လေးတွေရှိရင်လည်း comment မှာမှတ်ခဲ့ပေးလို့ရပါတယ်ဗျကျေးဇူးပါအားလုံးပဲရှင်လန်းချမ်းမြေ့ကြပါစေခင်ဗျာ